ပြီးတော့ KT ဝင်းမှာဗျဟိုတပည့်တော်မေးချင်တာပေါ့နော်နမောတတနဲ့ပတ်သက်ပါတယ်အဲ့ဆိုဟိုနမောတတဘဂဝတောအရဟတောတမန်တံဗုဒ္ဓတလို့အများစုကဆိုကြပေမဲ့တပည့်တော်ရွှေအောင်ဆရာတော်ဘုရားကြီးကတပည့်တော်တို့တင်တဲ့အချိန်မှာနမောတတဘဂဝတောအရဟတောတမန်တံဗုဒ္ဓတမှလေအမှန်ဆိုပြီးတော့မရမချင်းအဲ့လိုတင်ပါတယ်အဲ့ဒါကွာခြားချက်လေးပြောပြပါဗျာ နှကလုံးမှန်ပါလေဘုရားလည်းငငယ်တော့မသိတော့တခုကိုပဲအဆွဲအတိကန်ခဲ့တာပေါ့နော်စာလေးနားလည်လာဆိုလည်းနှကလုံးမှန်သွားတာပါပဲအဲ့တော့ဘယ်လိုမှန်လဲဆိုတော့တတ္တနဲ့ဘဂဝါတော့ခွဲဖက်တဲ့နီးပေါက်ဖက်တဲ့နီးပါနမောရဲ့တို့မြတ်စွာဘုရားနမောတတ္တဘဂဝါတော့ခွဲဖက်တာအဲ့တော့ဆရာတော်တချို့ကလည်းမဟုတ်တတ္တနဲ့ဘဂဝါတော့တွဲပြီးတော့တတ္တဘဂဝါတော့ပေါင်းဖက်တာအဲ့တော့ပေါင်းဖက်တဲ့နီးခွဲဖက်တဲ့နီးရှိတယ်အဲ့တော့ဘယ်လိုဘာသာပြန်လဲဆိုတော့ဟိုနမောတတ္တဘဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တအဲ့တော့ခွဲဖက်တဲ့နီးဆိုလို့ရှိရင်ဘဂဝါတော်ရဲ့အရဟတော်ရဲ့သမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့စကားလုံးသုံးလုံးဒီဝိသေသနာလို့ခေါ်တယ်အထူးပြုတဲ့စကားလုံးတွေအဲ့တော့ဘယ်လိုဘာသာပြန်လဲဆိုတော့ဘဂဝါတော်ဘုန်းတော်ကြီးတော်မူတော်ဝိသေသနာနော်အရဟတော်ကိတ္တရာတော်မှာဝိကွာတော်မူတော်နော်သမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးပါးကိုအမှန်ကိုယ်တော်တိုင်သိတော်မူတော်ပဲသူကပြီးမှတတ္တထိုမြတ်စွာဘုရားအာအဲ့လိုဆိုရင်တတ္တကတဘုတ်ဘဂဝါတော်တဘုတ်တတ္တနီးအဲ့ပေါင်းဖက်တဲ့နီးဆိုလို့ရှိရင်တော့သူကဝိသေသနာသုံးဖို့မယူတော့ဘူးတပုတ်ပဲနှစ်ပုတ်ပဲယူတယ်အရဟတော်နော်ကိတ္တတော်မှာဝိကွာတော်မူပေထတော်သမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးပါးတရားကိုမဖောက်မပြန်မှန်ကိုယ်တိုင်သိတော်မူပေထတော်ဒီမှာတတ္တဘဂဝါတော်ထိုမြတ်စွာဘုရားအာတတ္တနဲ့ဘဂဝါတော်ပေါင်းလိုက်လို့ရှိရင်သူကဘုန်းတော်ကြီးတော်မဆိုလို့မပေးတော့ဘဲနဲ့ထိုမြတ်စွာဘုရားအာလို့ပေါင်းလိုက်တယ်သူကအကြောင်းအဲ့နီးလဲမှန်တယ်အကြောင်းဆိုလို့နှစ်နီးလုံးမှန်ပါတယ်ပေါ့နော်နှစ်နီးလုံးမှန်ပါတယ် ကျေးဇူးပါဗျာ